မင်္ဂလာပါရှင်ကျမကတော့ဒေါက်တာဒေါ်မိုးမင်းဖြစ်ပါတယ်။နွမ်းလို့တောက်တယ်ဆိုလို့ရှိရင်တော့ကျမတို့အကျိုးကျေးဇူးများစွာရရှိပါတယ်။ပထမအဆုံးချက်ကတော့ကျမတို့ခန္ဓာကိုယ်မှာကြီးထွားခြင်းဆိုတဲ့ energy ရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကြီးထွားတာရမယ်။နောက်နံပါတ်2ချက်ကတော့ကျမတို့ဥနောက်ဖွံ့ဖြိုးတာတွေရမယ်။နံပါတ်3ချက်ကတော့ကျမတို့အရက်ရှည်တာတွေပေါ့နော်။ဒါလေးတွေကျမတို့တွေကဒီရရှိနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့နွမ်းလို့ကဆိုလို့ရှိရင်ဥမာအစာခံပါလေ။ဒါကြောင့်မလို့ဥမာဝိချခြင်းတဲ့သူမျိုးဆိုလို့ရှိရင်လေကျမတို့နှုတ်တောက်ပြီးတော့မှာပေါ့နော်နှုတ်တောက်လိုက်ခြင်းအပြင်အထူးသဖြင့်တော့နှုတ်ရွေးချယ်တဲ့နေရာမှာတော့ကျမတို့တွေကပေါ့နော်မလိုင်ပါတဲ့နှုတ်ရှိမယ်နောက်ပြီးတော့မလိုင်ကိုရှော့ထားတဲ့နှုတ်ရှိပါတယ်အဲ့တော့ဝိချခြင်းတဲ့ဆိုလို့ရှိရင်တော့အစာခံတဲ့အတွက်ကြောင့်မလို့အစီရှော့ထားတဲ့နှုတ်ကိုတော့ရွေးချယ်ပြီးပါဒီလိုမျိုးဆိုလို့ရှိရင်တော့ဒါအစာလေးခံနေပြီးတဲ့ခါကျလို့ရှိရင်လည်းပေါ့နော်စားတဲ့အစာအစာတွေကိုဆိုရှင်လည်းတချို့တော့ပေါ့နော်မကောင်းတဲ့အစီအရာဆိုရှင်တခါလေဝင်းထဲကနေပြီးတော့မှအတတူပဲဆွဲခေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝိချတဲ့နေရာမှာလည်းကျမတို့တောက်လို့ရပါတယ်ဒီလိုပဲပေါ့နော်ဥပမာဆိုရှင်စီးချိုယောဂရှိတဲ့သူတွေမှာဆိုလို့ရှိရင်လည်းကျမတို့နှုတ်တောက်ပြီးတော့မှနော်ဆိုဝိချတယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒါကြောင့်မလို့နှုတ်ပါဆိုလို့ရှိရင်တော့ကျမတို့သုံးတဲ့နှုတ်ပေါ့နော်ဥပမာဆိုလို့ရှိရင်တော့အစီပြည့်နှုတ်လားဒါတော့ဥပမာ energy များများလိုတယ်ဆိုလို့ရှိရင်တော့ရိုးရိုး home mix ကိုတောက်ပြီးတော့မှဝိချချင်တယ်ဆိုလို့ရှိရင်တော့အဓိကကတော့အစီထုတ်ထားတဲ့နှုတ်ကိုတောက်နေဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ရှင်မိသားစုရဲ့ပြေဝတဲ့အာဟာရနှုတ်မကောင်းကောင်း